Hello အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ Mason Trade က app အသစ်ပြောင်းထားတယ်ဆိုတော့ကျွန်တော်တို့သူရဲ့ app ကနီးတစ်မျိုးဖြစ်သွားတယ်ပေါ့နော်အခုဒီမှာကျွန်တော်တို့ပုံမှန် Mason Trade ကနေကျွန်တော်တို့တခြားဘဏ်မှာပတ်စံယူချင်တယ်ဆိုရင်ဒီမှာ top up ကိုနှိပ်ရတာဖြစ်ပါတယ်ဒီကနေ top up ကိုနှိပ်ပြီးတော့နောက်ဒီကအနှိပ်ရောင်ကိုပြန်နှိပ်ရမှာဖြစ်ပါတယ်အခုကျွန်တော်ကစားတဲ့အနေနဲ့ကျွန်တော်90လွှဲပြပါမယ်90ရမှာအနည်းဆုံးတော့90ပေါ့နော် Okay ဒီမှာ yes ကိုနှိပ်ပြီးတော့ခဏလေးစောင့် Okay ဒီအပေါ်ဆုံးကတော့ကျွန်တော်တို့တကယ်လို့ Instapay ဆိုမှနော်ကျွန်တော်တို့သုံးများတာ Instapay ဆိုတော့ Instapay ကသုံးတဲ့နာမည်မဟုတ်ကျွန်တော်တို့ကိုယ်တိုင်သုံးတဲ့ Instapay ဆိုပို့ပြီးတော့ကောင်းတယ်နော်သူများစားဆိုတော့အချက်လွဲမားတွေရှိတတ်တယ်ဆိုတော့အပေါ်ဆုံး number 1က Instapay သုံးတဲ့နာမည်နောက်ပြီးတော့ဒုတိယက Instapay ကပေါ်က number 16လုံးပေါ့နော်နောက်ပြီးအောက်ကသူရဲ့ CV ခဏ3လုံးနောက်ပြီး Instapay ကရဲ့ expire တဲ့တန်းကုန်ဆုံးပေါ့နော်နောက်ပြီးတော့ဒီဟိုစား location တော့မလေးရှားပေါ့နောက်ပြီးအောက်က line ကိုနေလိုက်လို့ရှင်ကျွန်တော်တို့အဲ့လိုမျိုးတဆင်ပြေးတဆင်လုပ်ပေးရတာပေါ့နော်နောက်ပြီးတော့လွယ်ပါတယ်ဒီကောင်ကတော့သူကနေအတစ် app အတစ်နဲ့ပြန်သူတို့ system လဲထားတာဆိုတော့နောက်ပြီးတော့ဒီကဒုတိယမလေးရှား location မလေးရှားပြီးရင်အောက်ဆောင်နေလိုက်လို့ရှင်တခြားဘဏ်တွေကနေလုံးရတယ်ပေါ့နော်အခုကျွန်တော်တို့တခြားဘဏ်မရှိဘူးကျွန်တော်တို့ Instapay ထဲကငွေပဲယူချင်တာဆိုတော့အဲ့အားသားကိုနေပေးရတာဖြစ်ပါတယ်ခဏလေးဒါတော့အခုကရဲ့ expire ပေါ့နော်အဲ့ဒါကို Okay ဒီမှာအောက်က location မလေးဒီမှာအားသားကိုနေပေးရမှာဖြစ်ပါတယ်အားသားနေပြီးတော့အမှInstapay လို့ရိုက်ပေးရပါနော် Instapay လို့ရိုက်ပေးပြီးတော့ဒီနောက်လည်း Okay မန်ချစ်ပြီး process ကိုနေပေး Okay ဒီမှာခဏလေးစောင့်တော့ Google ပေါ်လာဆို Google မှာ save မလားလို့မေးတာပါနော်ကိုက save မယ်ဆို save လို့ရတယ်မ save ဘူးဆိုမ save နဲ့ပါနော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီကွက်လက်လေးမှာ OTP လေးကိုစောင့်ရမှာဖြစ်ပါတယ် OTP ကတော့တခါတလေနေတယ်တခါတလေမြန်တယ်ပေါ့နော်ခဏလေးတင်းချင်းခံပြီးတော့စောင့်ပေးပါတော့ OTP ကြလာပြီဆိုရင်ကျွန်တော်တို့ဒီကဘယ်ဘက်က submit ကိုနှိပ်ပေးရမှာဖြစ်ပါတယ် OTP ကြလာပြီခဏလေးနော် OTP ကကိုကခဏလေးနဲ့မှတ်မိနိုင်တယ်ဆိုတော့တခါလေးရိုက်ထည့်လို့ရတာမနော်မရဘူးဆိုအပေါ်ဆုံးကိုဆွဲပြီးတော့ဒီလိုမျိုးပြန်ရှာလို့ရတယ် Okay submit နှိပ်ထားပြီးပြီ Okay ခဏလေးစောင့်ဒီလိုဆိုရင်တော့ငွေလွှဲပြီးပြီပေါ့နော်ငွေရပြီMason Trade ကမှဝင်လာပြီဒီမှာကျွန်တော်တို့ဒီ wallet နဲ့ scan ကြအရွာရောင်လေးကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်တို့ပတ်စံအဝင်ထွက်ကြည့်တဲ့နေရာပေါ့နော်ဒါဆိုကျွန်တော်တို့စွမ်းတော့ကကျွန်တော်တို့ထည့်ထားတဲ့ပတ်စံဒီမှာပေါ်စော90တန်ဖြစ်ပါတယ်။ Okay အားလုံးအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။